ကာမဆက်ဆံတာမဟုတ်ဘဲနဲ့နော်နံပါတ်1အမျိုးသမီးရဲ့ပြုစုယူရမှုကိုတားရတာနံပါတ်2ကအမျိုးသမီးနဲ့အတူတကွရဲမောနောက်ပြောင်ချီဆယ်ပြောဆိုတာနံပါတ်3ကအမျိုးသမီးနဲ့မျက်လုံးချင်းဆိုင်ပြီးတော့ကြည့်ပြီးတားရတာနံပါတ်4ကတစ်ဖက်ခန်းကဟိုဘက်ခန်းကနိုင်ရန်တစ်ဖက်ကမျိုးသမီးရဲ့အတန်ကိုကြားပြီးတော့တာရတွေ့တာမှုတွေဖြစ်တာနံပါတ်5ကအမျိုးသမီးနဲ့ပြုံးခဲ့ရေခဲ့စကားပြောခဲ့တာတွေကိုပြန်လည်တွေးပြီးတော့ချစ်နဲ့နှစ်သက်နေတာနံပါတ်6ကတော့ဇနီးမောင်နှံ2ယောက်ကိုကြည့်ပြီးတော့အားကြပြီးသူတို့လိုဖြစ်ချင်တာနံပါတ်9ကတော့ကိုချစ်နဲ့ဗြဟ္မစရိယဟာရသောအချင်းဖြင့်နတ်မင်းတို့နတ်ဘဝတန်တာပြီးတော့ကျင့်တာနတ်ဘဝရောက်ဖို့ရသောအချင်းကိုကျင့်တယ်အဲ့ဒါကိုမိတော်ငယ်9ပါးလို့သူပြောတာ sexual relationship မဟုတ်ဘူးသို့တော့တနည်းအားဖြင့်ကာမဂုဏ်အာယုကိစ္စတွေပေါ်မှာတွေ့တာမှုတွေကျင့်တတ်မှုတွေဖြစ်နေဓမ္မစရိယသိက္ခာပုဂ္ဂိုလ်ဆောက်တည်တဲ့အခါမှာအပြစ်မရှိပဲလို့စိတ်ထဲမှာထင်ပြီးတော့ကျွလွန်ပြီးတတ်ပါတယ်ဒါကြောင့်မို့လို့ဒီစိတ်ဓာတ်မျိုးတွေမဖြစ်အောင်တို့တွေကျင့်ကြံကြိုးကိုအထောက်မှသာလဲဒါတို့ကျင့်တဲ့ဗြဟ္မစရိယဟာအမဲဆက်ကင်းတဲ့ဗြဟ္မစရိယဖြစ်မှာလို့ကိုယ်စီတတိထားပြီးအစစ်အမှန်စင်ကြယ်တန်ရှင်းတဲ့ဗြဟ္မစရိယကိုကျင့်သုံးလိုက်နာနိုင်ကြပါစေကုန်သတည်း